ဒီကနေ့ကျွန်တော်မှာထွက်ချင်နေတယ်ဘယ်လိုတွေဖြစ်နေလဲအားလုံးပဲမင်္ဂလာပါထုတ်ဝေမြန်နေပြန်နေကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့29ရက်3လ2025ပေါ့နော်ဆိုတော့ဒီကနေ့မှာကျွန်တော်မှာဒီ future trade အခြေအနေတွေဘယ်လိုတွေရှိနေလဲဆိုတာကိုဗီဒီယိုလေးကိုစုံပြီးကြည့်လိုက်တော့နော်ဆိုတော့ကျွန်တော်ဒီကနေ့ရမှာ trade အခြေအနေကိုမကြည့်ခင်မှာကျွန်တော်ဒီကနေ့ဘာလေးနဲ့စကြင်လဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီ SOR ပေါ့နော်အဲ့တော့ကျွန်တော် solar နာအနေနဲ့စကြင်ပါတယ်ဆိုတော့လက်ရှိကျွန်တော်ဖွင့်ထားတဲ့ chat ကတော့ဒါကျွန်တော် H4 chat ကိုဖွင့်ထားတယ်ပေါ့နော်အဲ့တော့4 hour chat ကိုဖွင့်ထားတယ်အဲ့တော့လက်ရှိ price ကတော့ဒါ139နော်အဲ့တော့138ပဲဆိုပါတော့နော်အဲ့တော့139တက်မှာ9ခွန်ဆိုတော့138ပဲဆိုပါတော့နော်အဲ့တော့ဒါကတော့လက်ရှိအနေထားရကြည့်မယ်ဆိုတော့ကျွန်တော်4 hour chat မှာဆိုရင်တော့ကျွန်တော်ဒီ price ကတော့ဒါ move average နာကတ်နေတာတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုတော့တချို့တွေအထင်မှားတက်ကြတာကကျွန်တော်ဒါဒီဆိုပါတော့ကျွန်တော်တို့ဒီ app trend များစနေသလားပေါ့နော်အဲ့တော့ H1 ကိုတစ်ချက်လောက်ဆင်းကြည့်လိုက်မယ်လေနော်အဲ့တော့ H1 မှာဆင်းကြည့်လိုက်မယ်ဆိုတော့မှန်တယ်နော်အဲ့တော့ကျွန်တော်မှန်တယ်ဆိုတာအဓိကတော့ကျွန်တော်ဒီ H1 မှာဆိုတော့ဒါဆိုပါ app trend ဖြစ်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော် app trend ဖြစ်နေပြီ app trend ပေါ့နော်ဆိုပါတော့ဒါဆိုရင်ဒါ higher low higher low ဆိုတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်နော်ဒါပေမဲ့လည်းတခုတိထားဖို့လို data ကဒါဒီကျွန်တော်တို့ app trend ဟုတ်ချင်မှာဟုတ်မယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တတိထားဖို့လိုတယ်နော်အဲ့တော့ဥမာ H4 မှာကြည့်ရဆိုရင်ဒါဒီဆိုပါတော့flash pattern ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်အရှိမပြောခဲ့တဲ့ကျွန်တော်ဒီBitcoin ကိုပေါ့နော်အဲ့တော့ Bitcoin ဒီကိုကတော်တော်များများကျွန်တော်ဒီbear flash ကိုကျွန်တော်ပုံဖော်နေတယ်ပေါ့နော်အဲ့တော့ bear flash ကိုဖြစ်နေတယ်ဆိုတော့ကျွန်တော် daily ရတစ်ချက်တော့ကြည့်မယ်เนาะအဲ့တော့ daily ရဆိုရင်တော့ဒါ flash pattern ပဲအဲ့တော့ဆိုလိုချင်တဲ့လို့တော့ဒီ DM ဟာဒီဒါcorrection တစ်ခုပဲရှိနေတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော် correction တစ်ခုပဲရှိနေတယ်အဲ့တော့တကယ်လို့ဥမာဒီ flash pattern ကိုအောက်ကို break လုပ်သွားပြီဆိုတော့ဈေးကတော့ဆက်ကြဖို့အနေထားရှိတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်တတိထားသေးခြင်းနဲ့နော်အဲ့လက်ရှိဒါ Solana ကိုပဲဖြစ်ဖြစ်ကျွန်တော်ပါ coin တွေပဲဖြစ်ဖြစ်ပေါ့နော်ဝယ်ထားတဲ့လူတွေအနေနဲ့ပေါ့နော်အဲ့တော့break လုပ်ပြီပေါ့နော်အဲ့တော့ဒီ flash button ကိုကျွန်တော် break လုပ်ပြီနော်အဲ့တော့ကျွန်တော်ဒီ flash button ကို break လုပ်ပြီဆိုတာနဲ့တေးကြတော့ဟိုကတော့တူဒီဒါဈေးဆက်ကြဖို့အလားလားများတယ်ဆိုတာကိုကျွန်တော်တီးထားဖို့လိုတယ်ဗျနော်အဲ့တော့ break လုပ်ပြီဆိုရင်ကျွန်တော်အခုဆွဲပြနေတဲ့ပုံစံအတိုင်းဈေးကဆက်ကြဖို့များမယ်ပေါ့နော်အဲ့တော့ဒါလည်း Bitcoin ကလည်းအတူတူပဲเนาะအဲ့လိုမျိုးချက်ပဲအဲ့တော့ Bitcoin ကိုချက်လောက်တော့ကြည့်လိုက်အောင်ကျွန်တော်ပြန်ပြီးတော့Bitcoin ကိုလည်းကျွန်တော်အလားတူပဲအဲ့လိုလေးဆွဲထားပြီးရပေါ့နော်ဒါပေမဲ့လက်ရှိကျွန်တော်ဆွဲတဲ့အချိန်မှာတော့ break မဖြစ်သွားဘူးပေါ့နော်သူက channel range အတွင်းထဲမှာပဲဆက်ပြီးတော့ဒါသွားနေလုံးရှိနေရပေါ့နော်ဒါတော့လက်ရှိကျွန်တော်ရှေ့ရဲ့ video တွေတော့ကျွန်တော်ဆွဲထားတဲ့ဟာလေးပေါ့နော်အဲ့တော့ကျွန်တော်ဆွဲထားတဲ့အတိုင်းကတော့ price ကတော့ဒါတော့လက်ရှိသွားနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့တကယ်လို့သွားနေပြီးတော့ break ဖြစ်သွားခဲ့ဘယ်နေရာမှာ break ဖြစ်မလဲပေါ့နော် break ဖြစ်သွားခဲ့တယ်ဆိုတော့ကျွန်တော် price ကတော့ဒီလိုမျိုးဖြစ်သွားနိုင်တယ်ဗျနော်အဓိကတော့ဒူတီတာbreak ဖြစ်မယ် break ဖြစ်ပြီးသွားပြီဆိုတော့အနေနဲ့များသူဒီ retest လာကောင်းလာမယ်เนาะ retest လာပြီးတော့ဈေးဆက်ကြအောင်ကြနိုင်တယ်ပေါ့เนาะflash pattern ဒီအလုပ်လုပ်ခဲ့မယ်ဆိုတော့ break ဖြစ်သွားခဲ့မယ်ဆိုရင်ပေါ့เนาะ break ဖြစ်သွားခဲ့မယ်ဆိုတော့ကျွန်တော် price ကတော့အနည်းဆုံးကျွန်တော်ရဲ့မှာအနှိမ့်ဆုံး price ဖြစ်ခဲ့9800ပေါ့เนาะ IT လောက်ကတော့ဒါအနည်းဆုံးတွားနိုင်ခြေရှိတယ်ဆိုတော့ကျွန်တော်တတိထားဖို့လိုတယ်ပေါ့เนาะဒါဆိုတော့ USDT เนาะအဲ့တော့ကျွန်တော်ဆိုတော့အဆိုအလေးကိုပြန်သွားလိုက်အောင်လေနော်အဲ့တော့ဆိုတော့ data တကူကတော့ကျွန်တော်ဒီ range အတွင်းထဲမှာပဲသူရမှာ flash pattern ထဲမှာပဲဒါလက်ရှိတော့ဒါအလုံးလုံးနေတော့ပေါ့နော်ဘယ်ချိန်မှာ break ဖြစ်မလဲဆိုတာတော့ချက်လောက်တော့စောင့်ကြည့်ရမယ်ပေါ့နော်အဲ့ဆိုတော့ဒါကိုကျွန်တော် up trend နဲ့မမားသေးကြအောင်ပေါ့နော်ဥပမာဆိုပါတော့ BTC ဆိုပါတော့ကျွန်တော် BTC လေးကိုပြန်တွားပြီးမယ်ဥမာအဲ့တော့ BTC MA နဲ့ဆိုရင်တော့ကျွန်တော်ခုနပြောခဲ့သလိုပေါ့နော်up trend ပြန်စားဖို့နော် app trend ပြန်စားဖို့ဆိုတော့ကျွန်တော်ဒီရဲ့မှာ9200 ဆိုတဲ့ zone ရဲ့အထက်ကိုရောက်လာဖို့လိုတယ်ဗျနော်အဲ့ဒါမှကျွန်တော်ကောင်းကောင်းကြီး app trend ဖြစ်မှာဗျမဟုတ်ဘူးဆိုတော့လက်ရှိချိန်တွေကတော့တော့down trend အနေထားမှာပဲရှိနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဒီလဲကျွန်တော် correction တစ်ခုအနေနဲ့ပဲကျွန်တော်တုံတက်လို့ရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်မှာဒီကနေကတော့ကျွန်တော် BTC နဲ့ကျွန်တော်ဒီ Solana အပေါ်မှာကျွန်တော်မှာဒီခက်မှန်တုံတက်ချက်လေးပေါ့နော်အဲ့တော့ဆိုတော့ခက်မှန်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီကနေရဲ့မှာ trade chain လေးတွေလိုက်ပြီးတော့ကြည့်လိုက်အောင် refresh လေးတစ်ချက်လောက်လိုက်မှာနော်refresh လောက်လိုက်ပြီဆိုတော့ကျွန်တော်ဒီကနေ့ trade chain တွေကဘယ်လိုဖြစ်နေလဲเนาะ okay အဲ့တော့ကျွန်တော်ဒီကနေ့ trade chain တွေကတော့လက်ရှိကတော့ position ကတော့9ခုကျန်ပါလိမ့်ရဲ့เนาะအဲ့တော့ link ရဲ့ SUI ရဲ့Flocky ရဲ့ကျွန်တော်ဒီ Doge ရဲ့IND ရရဲ့ပေါ့เนาะအဲ့တော့ဒီရဲ့မှာ
position 5ခုတော့ကျွန်တော်ကြံနေတယ်ပေါ့နော် position history တော့ကြည့်မယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ပိတ်ထားတဲ့ order လေးတွေကတော့များတယ်ပေါ့နော်ကျွန်တော် ASCH လည်းပိတ်လိုက်တယ် SWERR တွေကျွန်တော် ETH ကိုလည်းပိတ်လိုက်ပြီကျွန်တော် ADA ပိတ်လိုက်ပြီကျွန်တော်Shiba ကိုလည်းကျွန်တော်ပိတ်ထားတယ်ပေါ့နော်Shiba တော့မနေ့ကတော့ကျွန်တော်ဒီposition မှာတော့မရှိနေဘူးပေါ့နော်အဲ့တော့မနေ့ညတော့ငါမှကျွန်တော်ဝင်လိုက်တဲ့ order တစ်ခုပေါ့နော်ဝင်လိုက်ပြီးတော့ကျွန်တော်ဒီကနေ့မနက်ခင်မှာတော့ဒါပိတ်ထားပြီပေါ့နော်အမြတ်တွေနဲ့ပိတ်ထားပြီအဲ့တော့ဆိုတော့လက်ရှိ position ကတော့9ခုကျန်နေတယ်ပေါ့နော်အဲ့တော့9ခုလုံးကတော့ဒါလက်ရှိကတော့ကျွန်တော်ဒီအရှုံးတွေပြနေတယ်ပေါ့နော်အရှုံးပြနေတဲ့ထဲမှာတော့လက်ရှိကြာ Flocky ကတော့ဒါနည်းနည်းအရှုံးများနေတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်သူကတော့တော်တော်လေးကိုထောင်တက်သွားတယ်ပေါ့နော် 0.076 လောက်ထိကိုထောင်တက်ပြီးတော့လက်ရှိအနေထားတော့သိပြကျနေတယ်အဲ့တော့ 0.68 မှာလာပြီးတော့ထောက်ခံသွားတယ်ပေါ့နော်အဲ့တော့ဒီ 0.6 တဲ့ဒီ support တော့မှာလာခံသွားတယ်ပေါ့နော်အဲ့တော့ဆိုတော့အောက်ကိုဆက်ဆင်းတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီ 0.065 လောက်ထိတော့ဒီကပြန်ကျလာနိုင်တယ်ဒုံမို့ 0.066 အဲ့လောက်ထိဝင်ကျင်လောက်ထိတော့ဈေးပြန်ကျလာနိုင်နေထားတော့ကျွန်တော်တွေ့ရတယ်ပေါ့နော် okay အဲ့တော့ဒါလေးကတော့ကျွန်တော်ဒီကနေ့မှာလက်ရှိtrade chain လေးပေါ့နော်အဲ့တော့ trade chain လေးပေါ့နော်ဆိုတော့နောက်နေ့တွေမှာလည်းကျွန်တော်မှာ trade chain တွေကဘယ်လိုဆက်ပြီးတော့ဖြစ်နေအောင်မလဲဆိုတာကိုကျွန်တော်ဒီလိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်